ခုဆိုရင်ပေါ်တူဂီပွဲကတော့ပြီးသွားခဲ့ပြီပေါ်တူဂီကဥဇဘက်ကစ္စတန်ကို9 ဂိုးမရှိနဲ့အနိုင်ရခဲ့တယ်ရိုနယ်ဒိုလည်းသွင်းကို2 ဂိုးသွင်းနိုင်ခဲ့ပြီးတော့ဒီပွဲမှာဟတ်ထရစ်ရဖို့လည်းတော်တော်လေးကိုနှိစက်ခဲ့တယ်ရှေ့ပွဲမှာဂိုးမသွင်းနိုင်လို့ဖိအားများနေတဲ့ရိုနယ်ဒိုကို2 ဂိုးသွင်းနိုင်ခဲ့တာကတော့ပေါ်တူဂီပေးသက်တွေအတွက်ရိုနယ်ဒိုဖန်တွေအတွက်တကယ်ကိုကျေနပ်စရာကောင်းတဲ့ပွဲတစ်ပွဲလည်းဖြစ်ခဲ့တယ်အခုဆိုရင်2ပွဲကစားရမှတ်4မှတ်နဲ့နောက်တစ်ဆင့်ကိုတက်ဖို့အခြေအနေတောင်းခဲ့ပြီအုပ်စုအဆုံးဖြတ်အနေနဲ့ကိုလံဘီယာနဲ့ကစားသွားမယ်ကိုလံဘီယာလည်းပထမပွဲမှာနိုင်ထားတယ်ကိုလံဘီယာရဲ့ဒုတိယပွဲကအခုပေါ်တူဂီပွဲပြီးမှမနက်ပိုင်းမှာကစားမှာဆိုတော့အဲ့ပွဲရလက်ကမသိသေးဘူးဒီဘက်မှာရောဘတ်တိုမာတီနက်ကခန်းစစ်ပိုင်းမှာအားထားတဲ့ရူဗင်ဒီယက်ကိုရီနာဒိုဗီကာနဲ့တွဲပေးပြီးတော့တောင်မန်မှာတော့အပြောင်းလဲအနေနဲ့ဂျာဖိလစ်ကိုတုံးသွားခဲ့တယ်ပေါ်တူဂီရဲ့ကစားပုံကတော်တော်လေးအားရစရာကောင်းတဲ့တစ်ဖက်ကဥဇဘက်ကစ္စတန်ကရဲ့အားနဲ့ချက်တွေကိုလည်းမြင်ရတယ်ဥဇဘက်ကစ္စတန်ကတအူးချင်းအမှားတွေကိုသမားရဲ့အမှားတွေခန်းစစ်ကြောင်းအမှားတွေတော်တော်လေးကိုများပြီးတော့အာရှအသင်းတွေထဲမှာဥဇဘက်ကစ္စတန်တော်တော်လေးဝိတဲ့အနေထားလို့ပြောလို့ရတယ်ဒီဘက်မှာရိုနယ်ဒိုဟတ်ထရစ်ရမယ်လို့မျှော်လင့်ခဲ့ပေမဲ့လည်းဟတ်ထရစ်တော့မဖြစ်သွားခဲ့ဘူးနောက်ဆုံးမိနစ်ထိအခွင့်အရေးတွေလည်းအများကြီးရခဲ့ပြီးတော့ဒီဘက်မှာပေါ်တူဂီတင်းကသူတို့ရဲ့အကောင်းဆုံးပုံစံကိုပြန်လည်ပြီးတော့ပြသသွားနိုင်ခဲ့တယ်ဆိုတော့နောက်လာမဲ့ပွဲတွေမှာဘယ်လိုမျိုးရိုနယ်ဒိုအသင်းအတွက်ဂိုးတွေသွင်းအောင်မလဲဆိုတာကတော့စောင့်ကြည့်သွားရမယ်တကယ်တမ်းပြောမယ်ဆိုရင်တော့ဒီယာကွန်ကွန်တဲ့ပွဲမှာလုံးဝအားရစရာမကောင်းခဲ့တဲ့အနေထားကနေဒီပွဲမှာအခုလိုမျိုးပဲရလိုက်ကောင်းတွေပြန်ပြီးယူနိုင်ခဲ့တယ်ဆိုတော့တကယ်ကျဉ်းနဲ့စရာကောင်းတဲ့နိုင်ပွဲတစ်ပွဲပါ